ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ကျော်မင်း channel တစ်ကလေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးသောကိုယ်တွေမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လို့အင်စန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာကိုမိုင်အားလုံးပဲမင်္ဂလာပါဗျာနော်ကဲကိုမိုင်အားလုံးပဲကျွန်တော်တို့ဒီညနေမှာ2-5ဆိုတော့ဗျာနော်မင်္ဂလာလေးတော့ဖြစ်တာပေါ့နော်ကဲနှစ်ပိုင်းနှစ်ပတ်တီးကိုတနေ့ကုန်းစားရှယ်ကီးဖြစ်တဲ့9303နဲ့ကပ်ပြီးတော့တွဲပြီးတော့ဖြစ်ကစားလို့ရလိုက်ကြတဲ့အကိုမိုင်တွေနော်ပေါက်ကြီးလေးတွေမှတ်ငယ်ပေးပါနော်ကိုမိုင်အားလုံးပဲနော်ဒါကျွန်တော်ပြောပြီးသားနှစ်ပရိတ်ခွန်ပရိတ်မှာနော်ဒီတစ်ပတ်မှာ share မွေးရမယ် break အကြောင်းမျိုးမျိုးကြောင့်အဆင်မပြေဘူးဖြစ်နေတဲ့အကိုဒီမတွေနှစ် break ခွန် break ဝေးပါလို့ကျွန်တော်ပြောခဲ့တယ်နော်နှစ် break ခွန် break မှာတော့မှကျွန်တော်ရွေးချယ်ပေးပြီးသား20 25 90ခွန်5နော်ဒါလေးကိုကျွန်တော်ပြောပြီးသားဝေး break ဒီမတွေလည်း okay မယ်နော်အဖွဲ့ဝင်နော်3ရက်အတွင်းမှာထိထိမိမိစာတို့ပတိမှာပတိဆိုပြီးတော့ယုံကြည်လို့လက်တွဲထားတဲ့အကိုဒီမတွေအဖွဲ့ဝင်ကိုဒီမတွေလည်းနော်ပတိရောမွေးကွက်ကောထိထိမိမိလေးနှစ်သီးစားအဆင်ပြေမယ်เนาะဒါမှနေတိုက် main ကွက်လေးတွေပဲတီးတန့်ဆော့တဲ့ကိုရီမတွေကတော့နှစ်ပိုင်းနှစ်ပတ်သီးလေးနဲ့ပဲကျင်းနေပေးပါเนาะကိုမိုင်အားလုံးပဲเนาะကဲဒါဆိုတော့မွေးပိတ်သမားတွေရောเนาะအဖွဲ့ဝင်ကိုရီမတွေရောเนาะနေတိုက်ကကိုရီမတွေရောဒါငါးမှာဆိုရင်တော့3သီးစားလောက်တော့အဆင်ပြေတာပေါ့ဗျာเนาะကိုမိုင်အားလုံးပဲကဲကိုရီမတွေအားလုံးပဲကျွန်တော်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုပိုင်းလေးကကျွန်တော်တို့အခု3ရက်2လ2026အင်္ဂါနေ့7နာရီ10မိနစ်အတွက်ဖြစ်ပါတယ်เนาะအင်္ဂါနေ့12နာရီ10မိနစ်ဆိုပေမဲ့လည်းเนาะကျွန်တော်အခုပေးထားတော့ခဏလေးတွေဒီမနက်မှကြမလာခဲ့ဘူးဆိုရင်ညနေမှာပို့ပြီးတော့တင်ပြီးတော့ကစားပါเนาะကိုမိုင်အားလုံးပဲเนาะတနေ့ကုန်းစားမှာလုံးဝအားကောင်းတဲ့လုံးပိုင်ဝမ်းကျင်းလေးတွေနဲ့ main အောက်ကွက်ကလေးတွေကိုကျွန်တော်ကလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်เนาะကိုမိုင်အားလုံးပဲကဲကိုမိုင်အားလုံးပဲဗီဒီယိုပိုင်းလေးကိုပြီးဆုံးအောင်တည်တည်ကြကြလေးကြည့်ရှုပေးပါเนาะကိုကျော်ဒီကျော်ကြည့်ပြီးတော့မသိလိုက်တာတွေနားမလဲလိုက်တာလေးလည်းဖြစ်နေမှာစိုးလို့ပါเนาะ channel အဟောင်းလေးကလည်းပြတ်သွားတော့ channel တက်ကလေးဖြစ်တဲ့အတွက်เนาะကျွန်တော်အားပေးပါတယ်ဆိုတဲ့ကိုရီမတွေเนาะကျွန်တော်အခုမှမြင်အခုမှတွေ့အခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့ကိုရီမတွေကလည်းเนาะကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေကိုကြိုက်တဲ့မှုရှိတယ်အကြိုက်တူမှုရှိတယ်ဆိုရင် channel လေးကို subscribe မနေရသေးရင် subscribe လေးနှိပ်သွားပေးပါဗီဒီယိုလေးတွေကြည့်ရှုတဲ့အခါမှာလည်း like လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါလို့တောင်းဆိုပါတယ်ဗျာเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ကိုရီမတွေကတော့ဗီဒီယိုပိုင်းလေးတွေကြည့်ရှုတဲ့အခါမှာ like လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါဗျာเนาะကဲဒါကီးလေးရတော့ share ကီးလေးရတော့ဗျာเนาะမနိုင်ညာဆွဲသွားပြန်ပြီနေပါတော့အခွေသမားတွေကိုလို့ဆရာရှိရလုံးမယ်เนาะကျွန်တော်ပြောပြီးသားကျွန်တော်ထက်ကမပြောတော့ဘူးဒုတိယမြောက်เนาะဇာမွေးဇာတိုးမွေးပရိတ်ဒုတိယမြောက်เนาะတပတ်စာ share မွေးပရိတ်မွေးခြင်းတဲ့အကိုဒီမတွေရှိရင်8ပရိတ်3ပရိတ်မွေးပါเนาะ8ပရိတ်3ပရိတ်မှာမှ88 5 33ဒီမိတ်ကျွန်တော်ပြောပြီးသားဒီတစ်ပတ်ကျွန်တော်ပရိတ်တွေကိုရွေးချယ်ပေးမယ်เนาะ main ကွက်ကလေးတွေပါရွေးချယ်ပေးမယ်เนาะ8ပရိတ်3ပရိတ် share မွေးနောက်ထပ်မွေးခြင်းတဲ့ကိုဒီမတွေရှိရင်စောပြီးလဲလာနိုင်လို့နောက်ကြပြီးတော့လဲလာနိုင်တယ်เนาะတစ်ပတ်စာဖြစ်နေတဲ့အတွက်เนาะ8ပရိတ်3ပရိတ်မှာမှ88 5 33 5เนาะဒါတနေ့တည်းစာအတွက်မဟုတ်ဘူးเนาะပရိတ်သမားတွေအတွက်မွေးပရိတ်ပါเนาะမွေးပြီးကစားမယ်မွေးပရိတ်ပါတနေ့တည်းစာအတွက်နေနဲ့ဖြစ်ကုန်မှာစိုးလို့ပါเนาะကဲအဖွဲ့ဝင်လာတဲ့ကိုရီမတွေလည်းကျွန်တော်เนาะအခုအင်္ဂါပူရဘူး2ရက်မှာကျွန်တော်ဗာဆက်လုပ်ရမလဲဆိုတော့ကျွန်တော်လက်ဆောင်ပို့ပေးမယ်ကိုရီမတွေဘက်ကလည်းကြိုင်တဲ့တမှုရှိမှလည်းကစားเนาะအကြိုက်တူမှုရှိမှလည်းကစားကျွန်တော်ပို့ပေးတဲ့လက်ဆောင်ချင်းပြီးတော့ကစားခြင်းလည်းချင်းပြီးတော့ကစားเนาะပတိရောမွေးကနန်ရောနှစ်သီးစားထိမီလေးရထားတဲ့အမြက်ကလေးတွေကတော့ပြန်ပါမသွားစေနဲ့ပေါ့ကိုရီမတွေเนาะရှေ့တစ်ဘက်ကလို့ပေါ့ဗျာเนาะဖွဲ့ဝင်ကနန်ဒီလိုပဲထွက်သွားတော့လက်ဆောင်ပေးလိုက်တဲ့လက်ဆောင်ကအဆင်မပြေဘူးဖြစ်သွားတော့ဗျာစေတနာအမားတွေတော့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ဒီတစ်ပတ်မှာလည်းကျွန်တော်လက်ဆောင်ကဏ္ဍကိုတော့ထပ်ပြီးတော့အဖွဲ့ဝင်ကိုရီမတွေကိုပို့ဆောင်ပေးပါမယ်နော်ကိုရီမတွေဘက်ကလည်းချင်းပြီးတော့ကစားနော်ကြိုက်မှလည်းကစားကျွန်တော်ပို့ပေးတဲ့လက်ဆောင်နော်ကျွန်တော်အဖွဲ့ဝင်ခေါ်ထားတဲ့အဖွဲ့ဝင်ကဏ္ဍကတော့နော်ပတိရောမိုးကွက်ကောနှစ်သီးစားထိမီလေးကိုရီမတွေကိုတော့တာဝန်ကျေခဲ့ပြီနော်ကဲနေတိုက်ကကိုရီမတွေနော်ကျွန်တော်တို့နေတိုက်ကကိုရီမတွေကတော့ဗျာကျွန်တော်တို့နှစ်လေးဆိုရင်တော့ဗျာနော်ကျွန်တော်တို့ဒါ main ကွက်ကြီးပေါ့နော်2-5ဆိုပြီးတက်သွားတော့လဲကိုရီမတွေဒါတီးတန့်နေတိုက် main ကွက်လေးတွေပဲတီးတန့်ကစားတဲ့ကိုရီမတွေကတော့ပတိလေးနဲ့ပဲကျင်းနေပေးပါကျွန်တော်အင်္ဂါနေ့မှာလည်းအကောင်းဆုံးဖြစ်အောင်ထပ်ပြီးတော့စူးစမ်းပေးထားပါတယ်ဗျာနော်ကိုမိုင်အားလုံးပဲနော်ကဲကိုမိုင်အားလုံးပဲ
ကျွန်တော်တို့အခုအင်္ဂါနေ့3ရက်2လအင်္ဂါနေ့မှာကျွန်တော်တို့38ပတ်တီ3ပိုင်8ပိုင်ပါเนาะ38ပတ်တီပါ3ကိုကြိုက်နေတတ်တဲ့အကိုရီမတွေကလည်း3ကိုကစားနိုင်တယ်8ကိုကြိုက်နေတတ်တဲ့အကိုရီမတွေကလည်း8ကိုကစားနိုင်ပါတယ်เนาะ38ပတ်တီ38ဝမ်းချင်းကိုကျွန်တော်တို့တနေ့ကုန်းစား share key ဖြစ်တဲ့933နဲ့လည်းကြိုက်ရင်တွဲပြီးတော့ကစားလို့ရပါတယ်ဗျာကိုရီမတွေအားလုံးပဲเนาะကဲကိုရီမတွေအားလုံးပဲ3နဲ့ပတ်သက်ပြီးတော့အဓိက main ထားပြီးတော့ကစားရမယ်ခဏလေးတွေရဲ့ရှင်းနဲ့ပတ်သက်ပြီးတော့ main ထားပြီးကစားရမယ်ခဏလေးတွေကိုကျွန်တော်ထပ်မံပြီးတော့ညှဝေပေးသွားပါမယ်ကိုရီမတွေအားလုံးဘက်ကလည်းကျွန်တော်ပေးတာလေးတွေကိုကြိုက်နေတတ်မှုရှိမှအကြိုက်တူမှုရှိမှလည်းကစားပါကိုရရင်ကိုယူပါဗျာเนาะကဲကိုရီမတွေအားလုံးပဲကျွန်တော်တို့3နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့34 30 31 36ဒီက main ထားပြီးကစားပါခဏလေးတွေကစားတဲ့အခါမှာအားပြီးတော့ကစားပါเนาะရှစ်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်း84 80 81 86ဆိုတဲ့ခဏလေးတွေကိုအဓိက main ထားပြီးတော့ကစားပါခဏလေးတွေကိုအားတော့ကစားပါเนาะအထူးမရောတစ်ခွက်ကောင်းလေးတွေလည်းကျွန်တော်ထပ်မံပြီးတော့ရွေးချက်ပေးရမယ်เนาะကိုမဲ့အားလုံးပဲเนาะဗီဒီယိုဖိုင်လေးကို like လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပါเนาะ share တဲ့အကိုရီမတွေကလည်းเนาะ channel တက်ကလေးဖြစ်နေတဲ့အတွက် share လို့ရမယ့်နေရာလေးတွေမှာ share ပေးခြင်းဖြင့်လည်းကူညီပေးကြပါเนาะကဲကိုရီမတွေအားလုံးပဲเนาะ3နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်34 30 31 36အဲ့ဒီမှာအထူး main ရောတစ်ခွက်ကောင်းဒီကျွန်တော်တို့30နဲ့မှ6ပါเนาะခဏလေးတွေကိုအားပြီးတော့ကစားပါဗျာကိုမိုင်အားလုံးပဲเนาะရှင်းနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်း84 80 81 86အဲ့ဒီမှာအထူး main ရောတစ်ခွက်ကောင်းဒီကျွန်တော်တို့80နဲ့မှ4ပါเนาะခဏလေးတွေကိုအားတော့ကစားပါဗျာကိုမိုင်အားလုံးပဲเนาะ3နဲ့ပတ်သက်လာပြီဆိုရင်36ဒီအထူး main ရောတစ်ခွက်ကောင်းပါရှင်းနဲ့ပတ်သက်လာပြီဆိုရင်84ဒီအထူး main ရောတစ်ခွက်ကောင်းပါเนาะခဏလေးတွေကိုအားတော့ကစားပါဗျာကဲကိုရီမတွေအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုရီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲတဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာ